လောကဓာတ်မုံတိုင်းများနဲ့စိတ်ဓာတ်ခွန်အားနဲ့ဒီကောင်းစည်းလေးကိုကြည့်လိုက်လဲဆိုရင်လူလောကလူတွေကြုံတွေ့နေရတဲ့လောကဓာတ်မုံတိုင်းကိုပြင်းထန်နေဆိုတဲ့အသေးပဲရှာအဲဒီလိုမုံတိုင်းကိုပြင်းထန်နေတဲ့လောကဓာတ်ရဲ့ကြုံတွေ့တဲ့အခါမှာကြံခိုင်တဲ့စိတ်ထားမရှိဘူးဆိုရင်ပြိုလဲသွားနိုင်တယ်ဆိုအိမ်ပဲနော်လောကဓာတ်လို့ဘုရားမြတ်စွာဘုရားရင်ဟောထားခဲ့တဲ့လောကဓမ္မဆိုတဲ့သုတ်နှစ်သုတ်ရှိဂုဏ္ဍရာနိကေအထက်ကနိဗ္ဗာန်လောကဓမ္မသုတ်လို့မြတ်စွာဘုရားဟောထားတယ်ထိုလောကဓမ္မဆိုတဲ့စကားလုံးကိုမြန်မာလိုမပြန်တော့ဘဲနဲ့လောကဓမ္မလောကဓာတ်လို့ဒီလိုခေါ်နေကြတော့လူတိုင်းဟာလောကဓာတ်နဲ့ပြောပြီးတော့နေကြအတိတ်ကဘာလို့ဆိုလိုတာလို့ဆိုရင်လောကဓမ္မလောကမှာကြုံတွေ့ရမယ့်သဘာဝတရားများလို့ဒီလိုဆိုလို့တယ်နော်ဓမ္မဆိုတာသဘာဝကိုပြောတာထိနေရတယ်ဓမ္မဆိုတဲ့စကားလုံးကပါဠိဘာသာမှာအနဲ့အထိပ္ပယ်အများဆုံးစကားလုံးပဲဘုရားမြတ်စွာဘုရားလည်းဒီစကားလုံးကိုအသုံးပြုပြီးဟောခဲ့တာလေအလွန်များတယ်ကြည့်လေတရဏဂုံထဲမှာဆိုရင်ဓမ္မံတရဏံဂစ္ဆာမိဆိုတဲ့ဓမ္မလို့သုံးခဲ့တာပဲဓမ္မဝိနည်းလို့ဟောတဲ့ထဲမှာလည်းပဲဓမ္မဆိုတဲ့စကားလုံးကိုသုံးခဲ့တာပဲကြည့်လောကဓမ္မလည်းပဲလောကဓမ္မလို့ဒီလိုသုံးခဲ့တယ်အဲ့ဒီဓမ္မဆိုတဲ့စကားလုံးမှာအတိတ်ရဲ့အကျဉ်းဆုံးနဲ့အများဆုံးစကားလုံးဖြစ်တယ်ဟုတ်ပါဘူးဒါကြောင့်ဒီစကားလုံးကိုဘာသာပြန်ဖို့အလွန်ခက်တဲ့အတွက်ကြောင့်ဒီကနေ့ဘုရားရဲ့တရားတော်များကိုဘာသာပြန်တဲ့ပုဂ္ဂိုလ်တွေကဓမ္မဆိုတဲ့စကားလုံးကိုဘာသာမပြန်ကြတော့ဘူးတာမန်ပဲဓမ္မလို့ပဲထားလိုက်ကြတော့တယ်ဘာဖြစ်လို့ဓမ္မလို့ထားတယ်လို့ဆိုရင်အတိတ်ကမိအောင်မပြန်နိုင်လို့ပါနော်ဘာဖြစ်လို့ဆိုဒီစကလုံးမီတလုံးကိုကအတိတ်ပဲကြောင်ရဆိုချက်နေသည့်အတွက်ကြောင့်ဆရာစကလုံးဆက်သွယ်တဲ့အတိတ်တွေနဲ့မိအောင်ပြန်လို့ဆိုတော့ခဲနေတယ်ဒါကြောင့်မလို့ဘာသာမပြန်ဘဲနဲ့ထားတဲ့စကလုံးuntranslated word ကိုခေါ်ဘာသာမပြန်တဲ့စကားလုံးဘာသာမပြန်ပြီပဲလို့နောက်ကလူတွေဘုရားတရားတော်ကိုလေ့လာနေကြတဲ့ပုဂ္ဂိုလ်တွေမြန်မာပြည်ကပုဂ္ဂိုလ်တွေရောနိုင်ငံခြားပုဂ္ဂိုလ်တွေရောဓမ္မဆိုတဲ့စကားလုံးကိုသိနေကြပြီဓမ္မဆိုတဲ့စကားလုံးကိုသိလို့ဒီကနေ့ကမ္ဘာမှာဓမ္မဆိုတဲ့စကားလုံးကိုတွင်သုံးပြီးတော့နေကြတယ်အင်္ဂလိပ်ကလည်းဘာသာမပြန်တော့ဘူးဂျာမန်တွေကလည်းဘာသာမပြန်တော့ဘူးဒေသနာကလည်းဘာသာမပြန်တော့ဘူးတခြားဘာသာစကားတွေကအလုံးကလည်းဘာသာမပြန်ကြတော့ဓမ္မလို့ပဲဒီလိုသုံးကြတို့တော့ဒီစကားလုံးမှာဘုရားရဲ့တရားတော်တွေကိုဒီစကားလုံးနဲ့တိုက်ရိုက်သုံးပြီးတော့ရေးသားတဲ့စာအုပ်တွေထဲမှာspelling လို့ခေါ်တဲ့စကားလုံးစလုံးပေါင်း2မျိုးရှိတယ်ပါဠိစစ်စလုံးပေါင်းတဲ့ပုဂ္ဂိုလ်တွေကတော့ DHA WMA နဲ့ပေါင်းတဲ့ဓမ္မဆိုတဲ့စကားလုံးဒါပါဠိစစ်သူတို့ဒီစကားလုံးပဲတက္ကနာဘာသာလို့လည်းခေါ်တယ်သူရဲ့စကားလုံးအတိုင်းပြောမယ်ဆိုရင် Sanskrit လို့ခေါ်တဲ့အိန္ဒိယနိုင်ငံမှာဒီနေ့ကျမ်းစာတွေမှာအသုံးပြုတဲ့ဘာသာစကားတစ်ခုရှိတယ်။အဲဒီ Sanskrit ဆိုတဲ့ဘာသာစကားနဲ့ဘာသာပြန်တဲ့ပုဂ္ဂိုလ်တွေကတော့ Sanskrit စလုံးကိုအသုံးပြုပြီးဆွဲနေတယ်လို့ပေါင်းလို့ဆိုရင်ဓမ္မလို့ပြန်တယ်။ DHARMA ဒီလိုပြန်တာနော်။ဒီလိုစလုံးရေးကြဘယ်လိုပဲရေးဓမ္မလိုပဲသုံးဓမ္မလိုပဲသုံးဒီစကားလုံးရဲ့အတိတ်ကအတူတူပဲလို့ဒီလိုမှတ်ရ
အဲ့တော့ဒီနေရာမှာဓမ္မဆိုတာတဘာဝကိုဆိုလိုတယ်တဘာဝဆိုတာသူ့မှာဆိုင်ရာမှတ်သားစရာသူ့ရဲ့ကိုယ်ပိုင်အနေထားလေးရှိတယ်ကိုယ်ပိုင်တဘာဝတရားလေးသဘာဝသဆိုတာမိမိရဲ့ဘာဝအခြေခံမှတ်သားစရာအချက်ကလေးတွေအင်္ဂလိပ်လိုတော့ individual လို့ individual characteristic တော့ own nature လို့ဒီလိုဆိုတာပေါ့ဒီနေရာမှာလည်းလောကဓမ္မဆိုတာလောကရဲ့သဘာဝကိုပြောတယ်မြတ်စွာဘုရားကဒီလောကရဲ့သဘာဝကိုရှင်းပြလို့ဆိုပြီးတော့ဒီလောကဓမ္မတော့ဟောတာဒါမြန်မာပိဋကတ်တွေကြားထဲမှာလောကရန်ရှင်းပြဆိုတာကတော့လူတိုင်းသိကြတဲ့ဟောရှိတယ်အဲ့ဒီမှာမြတ်စွာဘုရားကလောကဓမ္မလောကံအနုပရိဝတ္တန္တိဟောဒီလောကရဲ့သဘာဝတရားတွေကလောကနောက်အစင်မပြတ်လိုက်နေတယ်တဲ့တပံအပြာအပြည့်လောကောသလောကဓမ္မအနုပရိဝတ္တတိလောကကလည်းလောကရဲ့သဘာဝနောက်အမြဲလိုက်နေတယ်လို့ဒီလိုပြောတော့လောကသားတဲ့ဟောဒီလောကရဲ့သဘာဝတွေဟာအပြန်အလှန်ဆက်သွယ်နေတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတယ်နော်မှန်ပါပါအပြန်အလှန်ဆက်နေတယ်လောကဆိုတာပါဠိစာပေမှာတတ္တလောကရှိတယ်သင်္ခါရလောကရှိတယ်ဩဃာတလောကရှိတယ်တတ္တလောကဆိုတာတတ္တဝါတွေအားလုံးကိုရည်ညွှန်းပြီးတော့ပြောတဲ့စကားတတ္တလောကသင်္ခါရလောကဆိုတာသက်ရှိသက်မဲ့အလုံးချုံပြီးတော့အကြောင်းတရားတွေကဖန်တီးပြုလုပ်ထားလို့အကြောင်းတရားတွေပေါ်မှာမိတည်ပြီးတော့ဖြစ်နေတဲ့အရာမှန်တရားကိုချုံငုံပြီးတော့ခေါ်တဲ့သဘောသင်္ခါရလောကဩဃတလောကဆိုတာသက်ရှိတ attva တွေရောသက်မဲ့အရာတွေရောတည်ရှိရာလောကပုံကိုဩဃတလောကလို့ခေါ်အဲ့ဒါကြောင့်သတ္တလောကသင်္ခါရလောကဩဃတလောကလို့ဒီလိုလောကသုံးမျိုးထဲမှာအခုလောကဓမ္မမှာသုံးထားတဲ့လောကကတတ္တလောကသက်ရှိတ attva တွေကိုရည်ညွှန်းပြီးတော့ပြောတယ်လို့ဒီလိုမှတ်နော်မှန်ပါပါဗျာသက်ရှိတ attva တွေရဲ့တဘာဝရှင်မျိုးရှိတယ်သက်ရှိတ attva တွေဂျုံတွေ့ရတဲ့သက်ရှိတ attva တွေနေထိုင်တဲ့ကမ္ဘာလောကကြီးမှာသို့မဟုတ်သက်ရှိတ attva တွေဂျုံတွေ့နေရတဲ့အတွေ့အကြုံမှာရှင်မျိုးရှိတယ်အဲ့ဒီရှင်မျိုးကဘာလို့ဆိုရင်လာဘောကိုလိုကနာရအလာဘောကိုလိုကနာမရရတော့အချမ်းအယံရှိတာသို့မဟုတ်ကြော်စောတာထင်ရှားတာအရတော့အချမ်းအယံကင်းမဲ့လေမကြော်စောဘူးနေတာရှုပ်ချခဲ့ရမှုကိုခံရတယ်ပဏ္ဍာရှိမွမ်းခံရတယ်ဒုက္ခကိုယ်စိတ်နှပါချမ်းသာတယ်ဆင်းရဲတယ်ဒုက္ခကိုယ်စိတ်နှပါမချမ်းသာဘူးဆင်းရဲတယ်အဆင်မပြေဘူးအားလုံးပေါင်းလိုက်တဲ့အခါကျတော့လောကဓာတ်ရှင်မျိုးတဲ့လောကမှာတ attva တွေကြုံတွေ့နေရတဲ့သဘာဝတရားတရားချင်းပြောမယ်ဆိုရင်လူသားတွေကြုံတွေ့နေရတဲ့သဘာဝရှင်မျိုးရှိတယ်လို့ဒီလိုပြောဟုတ်အဲဒီသဘာဝရှင်မျိုးဒီတတ္တလောကကိုအမြဲတမ်းဆက်သွယ်နေပြီးတော့တတ္တလောကကလည်းအဲ့ဒီရှင်မျိုးနဲ့အမြဲတမ်းဆက်သွယ်မှုရှိနေတယ်တဲ့အဲ့ဒါလို့အမြဲတမ်းဆက်သွယ်မှုရှိနေတဲ့မတည်ငြိမ်တဲ့အနေအထားကြီးနဲ့ပတ်သက်ပြီးတော့စိတ်ဓာတ်တည်ငြိမ်မှုရှိအောင်ကြိုးစားဖို့ဟာဒါကိုယ့်ရဲ့အလုပ်ပဲဟုတ်လောကနဲ့ပါနေတော့လောကရန်ရှင်မျိုးတစ်မျိုးမျိုးတို့ကြုံတွေ့နေမှာရှိတယ်လူတိုင်းမကြုံတွေ့တဲ့လူမရှိဘူးမြတ်စွာဘုရားကိုယ်တော်မြတ်ကြီးနဲ့လောကရန်နဲ့ကြုံရတာပဲရှင်သာရိပုတ္တရာရှင်မောက္ကလန်စားတဲ့ဉာဏ်ဓာတ်တွေနဲ့လောကရန်နဲ့ကြုံတွေ့ရတာပဲမြည်သည့်ပုဂ္ဂိုလ်မြည်သည့်တ attva ဖြစ်စေလောကထဲမှာနေရင်တော့လောကရဲ့သဘာဝနဲ့
ဆက်ဆက်နေမှာပဲလို့ပြောတာနော်အဲ့လိုဆက်ဆက်နေတဲ့အခါမှာမဆက်ဆက်ရအောင်လုပ်လို့မရဘူးရပါမလားဒီလောကရဲ့တဘာဝတွေကိုဖြောက်ဖြစ်ပြလို့တော့မရဘူးကိုလုံးနေတာဘာတော့ဆိုရင်ကြံ့ခိုင်တဲ့စိတ်ထားဒါကိုလုံးလို့ရတာပဲဟုတ်လားအဲ့တော့ကိုလုံးလို့ရတာကိုလုံးရမယ်လို့ဆိုလို့တယ်ဒီတိုင်းတော့ပြောနေကြတာပဲယောဂထံနဲ့ပြောနေကြထိုလောကနဲ့ကြုံတွေ့တဲ့အခါစိတ်နေစိတ်ထားဘယ်လိုထားရမလဲဆိုတာသိဖို့ရင်းချင်လို့လားရင်းပါပါအဲ့လိုသိနေတာဒီကနေ့ဓမ္မ practice သိပြီးတော့လက်တွေ့ကျင့်သုံးတာကဓမ္မ practice တရားကိုကျင့်သုံးတယ်လို့ခေါ်တာမှန်ပါပါဗျာလောကနဲ့ကြုံတွေ့လာလို့ရှိရင်ဘယ်ပုံပဲနည်းနှလုံးသွင်းရမလဲဆိုတာကအရေးကြီးဆုံးပဲလောကကတော့ကြုံပါပဲမှန်ပါဗျာကိုလိုချင်တာရတဲ့အခိုင်အမာရှိတယ်အောင်မြင်တယ်ကြီးပွားတယ်လိုချင်တာကိုရတယ်လာဘဆိုတဲ့မြတ်တဲ့လောကကိုပဲကြည့်လူတွေမှာတစုံတစ်ခုရလို့မှုနဲ့ကြိုးပမ်းအထောက်နေကြအလုံးလူတိုင်းရလို့မှုနဲ့ကြိုးပမ်းအထောက်နေကြတာရှိဘာကိုရလို့မှုရှိတယ်လဲဆိုရင်ချမ်းသာဒုက္ခချမ်းသာပျော်ရွှင်မှုကိုရလို့ရတယ်လူတိုင်းဟုတ်လားပါဗျာအဲ့ဒီချမ်းသာဒုက္ခကိုရလို့ကြိုးပမ်းအထောက်နေကြတာကျိုးပန်းအားထုတ်တဲ့အခါတစ်ခါတည်းကျတော့ရတယ်တစ်ခါတည်းကျတော့မရဘူးဒါကအခြေအနေတစ်ခုကိုခြုံပြီးတော့ပြောတယ်ကဲစီးပွားတစ်ခုလုပ်တယ်ဝေကြေးတနာမြောင်များစွာရချင်တယ်ပတ်စံတွေရဖို့လုပ်တယ်ကြိုးစားတယ်အလုပ်ကိုင်ကောင်းတွေရှားတယ်ရလာတဲ့အချိန်မှာကျိုးပန်းအားထုတ်တယ်အားထုတ်တဲ့တစ်ခါတည်းကျတော့မရဘူးတစ်ခါတည်းကျတော့ရဟုတ်ကဲ့တခါတည်းကျတော့ဆုံးရှုံးမှုနဲ့တော့ကြုံပါသေးတယ်ရတဲ့အခါရှိတယ်လို့မရတဲ့အခါရှိဘာပဲဖြစ်ရချင်လို့ကြိုးပမ်းရချင်လို့ကြိုးပမ်းလို့ရလာလို့ရှိရင်လူရဲ့စိတ်ကပဲလို့လို့ဆိုရင်ရချင်တာရလို့ရှိရင်ကလေးတွေဘဝကစပြီးရချင်တာရရင်မပြောကြဘူးလားပြောပါဗျာကလေးလေးတွေဆိုရင်ကြည့်တယ်သူတို့လည်းလောကရန်ခံရတာသူတို့ရချင်တာလေးရပြီဆိုရင်ပြောတာအဲ့ဒီပြောတာလေးလောကရဲ့သဘာဝတရားမုံတိုင်းနဲ့တိုက်လိုက်လို့သူကလှုပ်သွားတယ်လို့ခေါ်တယ်မှန်ပါပါလူတွေကဒီလိုမဟုတ်ဘူးအစိုးလောကရန်နဲ့ကြုံပြီဆိုညီးကြတယ်လောကရန်နဲ့ကြုံလို့လောကရန်နဲ့ကြုံလို့ဆိုပြီးတော့ညီးကြတယ်ကောင်းတာလေးနဲ့တွေ့ပြီဆိုရင်မှိတ်နေတာလောကရန်မှတော့သိပြောလည်းမပြောတော့ဟုတ်ကဲ့အောင်မြင်ကြီးပွားနေရင်လောကရန်လို့မထင်ဘူးအဲ့ဒါလည်းလောကရန်အောင်မြင်ကြီးပွားနေလို့စိတ်လေးကလှုပ်ရှားပြီးတော့မာနတွေတက်ကြွပြီးပျော်လို့ရှင်လို့ဒီလိုဖြစ်နေတာတည်းကလောကရန်လို့ခေါ်တယ်လောကရန်ကိုမခံနိုင်လို့ကြံ့ခိုင်တဲ့စိတ်ကမရှိဘူးလို့ပြောရအောင်မြင်ကြီးပွားမှုရလာလို့ရှိရင်ဘာဖြစ်ရအောင်မြင်ကြီးပွားမှုရလာလို့ရှိရင်လည်းစိတ်တက်ကြွမှုတွေမာနတွေမဖြစ်စေရဘူးတဲ့စိတ်ဓာတ်တဏှာချင်းတည်ငြိမ်နေတဲ့စိတ်ထားမျိုးဖြစ်ရမယ်လို့ဒီလိုဆိုလို့နော်ဟုတ်လားအဲ့ဒါမျိုးမဟုတ်ပဲငါလူစုရှိသေးလားကိုလုံးချင်တာတွေကိုလုံးကိုရချင်တာတွေကိုရပြီးပြောလိုက်တာစိတ်ဓာတ်တွေတက်ကြွဘယ်သူမှတော့လူမထင်ဘူးကိုလုံးတာကိုရတယ်ဆိုပြီးတော့လာကနောက်ကရံရလာပြီဆိုလို့ရှိရင်မောက်မာလာတယ်တက်ကြွလာတယ်လူတွေခြေပြအထောက်လာကြတယ်ဒါလောကရန်မခံနိုင်တာလို့ခေါ်တယ်ဒါပေမဲ့အများစုကဒါကိုလောကရန်လို့မသတ်မှတ်ဘူးကောင်းပြီလိုချင်တာတွေမရဘူးကလေးမုံတောင်းတယ်မရဘူးဘာဖြစ်လဲငိုတယ်ဟုတ်ကဲ့အဲ့ဒီကလေးလေးငိုတာတော့ငိုတာလို့မရလို့ငိုတာလူကြီးတွေကြတယ်တစုံတစ်ခုပျက်စီးဆုံးရှုံးပြီဆိုလို့ရှိရင်စိတ်ဓာတ်တွေကြဒါတော့ပဲကိုလိုချင်တာမရတော့ဘူးဆိုလို့ရှိရင်စိတ်ဓာတ်တွေညှိုးတယ်နောက်ဆုံးမှာကိုယ့်ကိုယ်တတ်သိတဲ့လူတွေတောင်မှပဲစိတ်မထိန်နိုင်ဖြစ်သွားတယ်နော်မှန်ပါဗျာဒါတော့ကရဲ့သဘာဝအတိုင်းဖြစ်တာကိုစိတ်ကလိုက်ပြီးတော့လှုပ်ရှားတာမုံတိုင်းတံကိုမခံနိုင်တယ်လို့ပဲတဲ့ရတယ်ဆိုတာလည်းမုံတိုင်းပဲမရဘူးဆိုတာလည်းမုံတိုင်းပဲကိုယ်စိတ်ကိုလာတိုက်ခိုက်တာလေးကြည့်ပဲအကုန်လုံး
အဲ့ဒီတိုက်ခိုက်တဲ့အခါမှာရတာကလာပြီးတော့လာဘဆိုတဲ့လောကရန်တိုက်ခိုက်နေပဲမာမနာဒီမလဲကြွားဖို့အလာဘမရဘူးဆိုတဲ့လောကရန်ကလာတိုက်ခိုက်လို့ရှိရင်လည်းစိတ်ဓာတ်မတုံလို့ပဲနဲ့စိတ်ဓာတ်မကြဘူးအဲ့ဒီလိုတည်ငြိမ်တဲ့စိတ်ထားကိုထိန်းထားနိုင်ပြီဆိုမှကြံ့ခိုင်တဲ့စိတ်ထားဒီလိုဖြစ်တာနော်ပဂတိလေးတိုက်လာပြီဆိုလို့ရှိရင်တစ်ပင်ကြီးတွေကငိမ့်ထုံးနေကြတာပဲသိခိုင်းနေတာငိမ့်ထုံးဘာဖြစ်လို့လဲဆိုလို့ရှိရင်အတိုက်မခံနိုင်ဘူးဟုတ်လားတာမန်လေးလေးတိုင်ရင်ကိုတက်ခက်တွေကတစ်ပင်တွေကလှုပ်ရှားတာတိတ်ကြီးမားတဲ့လေကြီးတွေတိုက်လာပြီဆိုလို့ရှိရင်တော့တစ်ပင်ကအမြင့်ကထောင်ပြီးတော့တဲသွားတယ်မုံတိုင်းရဲ့တန်မုံတိုင်းရဲ့တန်လူတွေမှလည်းပဲတူတူပဲလာဘဆိုတာနည်းနည်းပြားတာတစ်မျိုးအများကြီးကြတာတစ်မျိုးမုံတိုင်းလိုပဲပြင်းထန်တဲ့ဟာရှိတယ်လို့မပြင်းထန်တာလည်းရှိတယ်နော်ဥပမာလေးပါးလေးရတယ်နဲ့သိမ်းမတစ်ထောင်ရတယ်လည်းမတူပြန်ဘူးအဲ့လိုလာဘရတဲ့အခါအဲ့လိုသိတစ်ထောင်လောက်ရတယ်ပုံပြီးတော့သူကတိုက်ခိုက်မှုကပြင်းထန်တယ်လို့ပြောအောင်တစ်ပင်တစ်ပင်ဟာကြံ့ခိုင်မှုအားနည်းနေမုံတဲ့တန်ကိုခံရလေနောက်ဆုံးမခံနိုင်တော့ဘာဖြစ်သွားလဲပြိုလဲသွားတယ်ကဲတောင်ကြီးတွေကြတော့ကြီးလိုက်ဘာလာခဲ့ကြောင်သားအပြည့်နဲ့ရှိနေတဲ့တောင်ကြီးတွေကြတော့လေမုံတိုင်းသေးသေးတိုင်းလည်းမလှုပ်ဘူးပြင်းပြင်းထန်ထန်ကြီးတိုင်းလည်းမလှုပ်ဘူးကြံ့ခိုင်နိုင်တယ်လက်ဆော့ပြားကလောကနဲ့ပတ်သက်လာလို့ရှိရင်အဲ့ဒီကြောက်အတိပြီးတဲ့တောင်ကြီးကိုကြံ့ခိုင်တဲ့စိတ်ဓာတ်မျိုးရအောင်ဝေးရမယ်လို့ခေါ်တယ်နော်လောကကိုရှောင်ကွင်းရမယ်လို့မဟုတ်ဖြစ်လည်းမဖြစ်နိုင်ဘူးလောကကိုရှောင်ကွင်းတဲ့နေရှိလည်းမရှိဘူးလောကကြီးကထွက်ပြေးလို့လည်းမရဘူးတချို့အထင်နဲ့လောကကြီးလောကရန်နေတွေ့လို့လောကကြီးကထွက်ပြေးလုံးပြောင်းသွားလိမ့်မယ်အဲ့ဒီအတွေ့အကြုံတွေတဲ့သူတွေဘာပြောလို့ဆိုတေးအေးတာပဲလို့ပြောကြသေးတယ်နော်ဟုတ်ပါဗျာကဲအေးမလဲတေးတဲ့နောက်မှာပိုးဆိုးမယ်အခုရရှိထားတဲ့လက်ရှိဘဝလေးကဘုရားမတရားမှန်တန်ခါမှန်ပြီးတရားထုတ်လို့ရသေးတယ်တေးတော့ပြီးနောက်ဘယ်ရောက်မှလည်းမသိပဲနဲ့ဘယ်လိုလုပ်အေးလို့နော်အေးနိုင်နောက်ဘဝပိုးပြီးတော့စိတ်မအေးရသေးတယ်ဒါပြီးလို့စိတ်လေးရ grandi မှမရှိသေးတာကိုယ်မှာ grandi ရှိနေသေးရင်တော့ပေါ့နော်အေးဒါကြောင့်မို့လို့ကိုလိုရမယ့်လောကဘာလို့ဆိုရင်စိတ်ဓာတ်ကြံ့ခိုင်အောင်ထားဖို့ကြံ့ခိုင်အောင်ထားဖို့ဆိုဘယ်လိုနည်းနဲ့ထားရလဲကြံ့ခိုင်အောင်ထားတဲ့နည်းမြတ်စွာဘုရားကအဲ့ဒီတုတ်တန်မှာပေးထားတယ်ကြံ့ခိုင်အောင်ထားတဲ့နည်းကဘယ်လိုလဲဒါဆိုတော့ကိုကျမအပြောလို့ရတာပြီလာဘဆိုတဲ့လောကနဲ့ကြုံတွေ့လာပြီဒါဆိုတော့ကိုကျမအထောက်လို့မရဘူးဆောချိုတဲ့နာမှုတွေနဲ့ကျုံလာတယ်အနာဘဆိုတဲ့လောကမုံတိုင်းနဲ့ကျုံလာတယ်ဆိုရင်အခုအခါနှလုံးသွင်းတရားနဲ့ရသော်ပြဆင်ញင်မှုအခြေခံပေးတယ်ဟုတ်လားဘယ်လိုစဉ်းစားရမလဲဘာလို့ကျန်တာတွေတော့ရပြီရလာတဲ့အခါသာဝရလားတခဏလားစဉ်းစားလိုက်တဲ့အခါဖြေပေါ်လာတယ်လောကမှာသာဝရဆိုတာဘယ်ဟာမှမရှိဘူးတခဏလေးတွေရှိပဲဟုတ်ကဲ့အေးငါတို့စနာတွေရလာပြီလာဘဆိုတာအောင်မြင်ငါရလာပြီငါရလာတဲ့လာဘမှာတခဏလားသာဝရလားဆိုတခဏပဲအနိစ္စမြဲတဲ့သဘောမရှိဘူးဝိပရိနာမဓမ္မရထားတဲ့အခြေအနေတခုကနေမရဘူးဆိုတဲ့အခြေအနေတခုပြောင်းလဲသွားနိုင်လေအညချဘာဝတမျိုးတစ်ပုံဖြစ်သွားနိုင်လေငါထင်ထားတဲ့အတိုင်းမဖြစ်နိုင်ဘူးဒီလိုတွေးပြီးပါတဲ့ရသော်ဗျာတမ္မာဘုရားရှင်ပုဂ္ဂိုလ်တွေကအဲ့ဒီလိုမတွေးဘူးတဲ့မတွေးဘူးဆိုတော့သူကရလာတဲ့လာဘဆိုတဲ့လောကရန်နဲ့ကြုံလိုက်တာနဲ့တပြိုင်နက်ဘာဖြစ်သွားလို့ဆိုရင်ဟေးငါလည်းလူစဘူးရှိသေးလားဆိုပြီးတော့မြောက်ကြွားနဲ့မာနလေးဖြစ်လာလိုက်တာဟိုလူကအမြင်ကဒီလူကအမြင်ကရတာကိုအကြောင်းပြပြီးတော့မာနတွေတက်မာနတွေတက်လာပြီးတော့စိတ်ဓာတ်ကကိုယ့်ကိုယ်သိအချင်းကြီးပြီးတော့နောက်ဆုံးပြတော့
သုံးလိုက်ဖြုံးလိုက်နဲ့ရလိုက်တာတွေကုန်သွားပြန်တော့နောက်ဆုံးမှမရတဲ့ဘာမှမရှိတဲ့အခြေအနေတစ်ခုပြန်ရောက်သွားပြန်နော်အေးမရတဲ့အခါကျတော့လည်းမစင်စားဘူးငါကံနဲ့ဆိုးလိုက်ပါပြီးတော့တယ်လို့ဒီလိုတွေးကြတယ်ငါကံကိုဆိုးတာကံဆိုးတာလောကကြီးမှာမလီတာကောင်းပါလေဆိုဟောနောက်ဆုံးကိုတတ်သေးတာလို့ရင်ထုပနာဖြစ်ပြီးငိုတာလို့စိတ်ဓာတ်တွေကြာနေတာလို့အစိတ်တောင်းတာလို့မဖြစ်လာဘူးအေးစိတ်ဓာတ်ကြန့်ခိုင်မှုတတိမထားတဲ့ပုဂ္ဂိုလ်တွေမှာလောကမှာကြုံတွေ့ရတဲ့သဘာဝတရားတွေထဲမှာတို့ကထပ်ဆင့်ပြီးတော့ဒုက္ခတွေဖြစ်စေကြတာပဲအဲ့ဒါကြောင့်လို့မြတ်စွာဘုရားကစဉ်းစားတဲ့ဒီစုံတစ်ခုအောင်မြင်မှုကိုရလာလို့ရှိရင်လည်းဒီရတယ်ဆိုတာလေးကမြဲတဲ့အရာမဟုတ်ဘူးတခဏလေးသာဖြစ်တယ်ပြောင်းလဲသွားနိုင်တယ်အခြေအနေတွေကပျက်စီးသွားနိုင်တယ်ငါဘာလုပ်တဲ့လဲလုပ်တဲ့အလုပ်ပဲငါလုံးမပဲရလာတာအတွက်ငါဘလို့အကျိုးရှိအောင်သုံးချမလဲဟောလေးကိုစဉ်းစားတဲ့မရဘူးဆိုလို့ရှိရင်လည်းဒီလိုပဲစဉ်းစားအေးမရဘူးဆိုတာလည်းတခဏပဲအခြေအနေမပေးသေးလို့မရတယ်အခြေအနေပေးလာရင်ရမှာပေါ့မရလို့ရှိရင်ရှိရတယ်ငါရောင်ရဲထပ်ပြီးတော့ကြိုးစားရမယ်မရဘူးဆိုတာလည်းနေစာထာဝရမဟုတ်ဘူးအနေစာတခဏများတာဖြစ်တယ်မမြဲတဲ့သဘောတစ်ချိန်ကျပြောင်းလဲလာအောင်မှာပဲလို့ဆိုပြီးတော့ကိုယ်စိတ်လေးကိုပြန်ထိတယ်အဲ့တော့ရလာတာကိုအကြောင်းပြုပြီးတော့မာမနာတွေမဖြစ်ဘူးစိတ်ဓာတ်တွေမတက်ကြွဘူးမရတာကိုအကြောင်းပြုပြီးတော့စိတ်ဓာတ်တွေကြာပြီးတော့ depression ဆိုတာမဖြစ်ဘူးပေါ့နော်အဲ့ဒါကိုကြာခိုင်တဲ့စိတ်ထားလို့ပြောတာဒီစိတ်ထားမျိုးကသူ့မှာအလုံးလုံးတော့ဖြစ်လာမှာမဟုတ်ဘူးကိုယ်ကိုယ်တိုင်ကလေ့ကျင့်အခုပြောတဲ့မြတ်စွာဘုရားကဒီလိုစဉ်းစားလို့ပြောတာဒါဒီတုတ်တံမှာတစ်ခုဟောတာနော်ဒီလိုစဉ်းစားပါနောက်တစ်ခုစဉ်းစားတဲ့နေလေးတစ်ခုကဘယ်လိုလုံးတော့လာဘဆိုတဲ့ရတဲ့လောကဓာတ်နဲ့ကျုံလာအောင်မြင်ကြီးပွားလာလို့ရှိရင်ဘယ်လိုစဉ်းစားရမလို့လဲအောင်မြင်ကြီးပွားနေတာကိုငါဝမ်းသာပြီးတော့မာမနာတွေတက်ကြွပြီးတော့ဒီလိုနေပဲဆိုလို့ရှိရင်ဘေးကလူတွေကလည်းငါ့ကိုအမြင်ကတ်လာနိုင်တယ်ငါမှလည်းတစုံတစ်ခုအကျိုးရှိတဲ့အလုပ်ကိုလုပ်ရမယ်ဆိုတဲ့အသိဉာဏ်တွေလည်းငါမှရှိမှာမဟုတ်ဘူးဒါကြောင့်မို့လို့ဒါတွေဟာအထင်ကြီးစရာလည်းမလိုဘူးရလာတဲ့အချိန်လေးမှာငါဘာကိုအကျိုးရှိအောင်လုပ်မယ်ဆိုတဲ့အကျိုးရှိအောင်လုပ်တဲ့နည်းလေးတစ်ခုကိုစဉ်းစားဆင်ခြင်ပြီးတော့အကျိုးရှိအောင်ပဲလုပ်တဲ့ဟုတ်ကဲ့မှန်ပါဗျာမရလာဘူးဆိုလို့ရှိရင်လည်းမရလာတဲ့စိတ်ပြည့်နေတာဟာရှင်းမဟုတ်ဘူးစိတ်ပြည့်နေသည့်အတွက်ကြောင့်ရလာမှလည်းမဟုတ်ဘူးဒါကြောင့်မို့လို့ငါအခြေအနေမပေးသေးလို့ရနိုင်တဲ့အနေအထားတွေငါမှမရှိသေးလို့ဘယ်ဘက်ကငါမှချုံရင်းနေတယ်လဲဆိုတော့ချုံရင်းချက်ကိုဖြည့်အဖြေအနေနဲ့ရှာပြီးတော့မရပါလိမ့်အတွက်ကြောင့်စိတ်ဓာတ်မချပဲနဲ့အဖြေရှာပြီးတော့ရအောင်ကြိုးစားတာဒါမှန်ကန်တဲ့ဒီနဲ့တခုလို့ပြောပါနော်မှန်ပါဘူးဒါကြောင့်ဘုလို့လောကရန်ဆိုတာကိုလိုချင်တာလေးရလာရင်လည်းလောကရန်ပဲကိုလိုချင်တာမရဘူးဆိုရင်လောကရန်ပဲလာဘလောကရန်အလာဘလောကရန်ဟုတ်လားယတအာယတဆိုတာတခါပြန်ကြလို့ရှိရင်ကိုယ်မှာအချွေအရန်တွေနဲ့အပေါင်းအသင်းနဲ့ပျော်ပျော်ပါပါဒီလိုနေရတဲ့အလက်ရှိတခါတလေကျတော့မရှိဘူးကိုယ့်အကိုတယောက်တည်းငုံတို့ဒီလိုလည်းဖြစ်တတ်သေးတယ်နော်အချမ်းရံများတဲ့ခါရှိတယ်လို့အချမ်းရံမရှိတဲ့အခါမှာလေလူကအချမ်းရံများလို့ရှိရင်အတိုင်းဝိုင်းများလို့ရှိရင်စိတ်ဓာတ်ကတစ်မျိုးအတိုင်းဝိုင်းမရှိဘူးတယောက်တည်းဘယ်သူမှဖက်မလို့ကိုယ်မပေါင်းတော့ဘူးဆိုရင်စိတ်ဓာတ်ကတစ်မျိုးဖြစ်သွားတယ်ဟုတ်လားပါဗျာအဲ့ဒါကြက်ခိုင်တဲ့စိတ်ထားမဟုတ်ဘူးတဲ့အချမ်းရံနဲ့နေလို့ရှိရင်လည်းဒီအချမ်းရံနေငါနဲ့အတူတကွနေတဲ့ပုံကိုယ်တွေပေါ်မှာကောင်းကျိုးကိုငါမလုပ်ပြရမယ်သူတို့ရဲ့ကောင်းကျိုးဘာအကျိုးပြုနိုင်တယ်လေဟောစဉ်းစားအချမ်းရံမဲ့လာပြီဆိုလို့ရှိရင်တယောက်တည်းနေတဲ့အခါကြလို့ရှိရင်တရားနှလုံးသွင်းလို့ငါမှအချိန်ကြီးရလိုက်တာငါလုပ်ချင်တာလေးကောင်းအောင်လုပ်လို့ရတယ်ဒီလိုစဉ်းစားလိုက်လို့ရှိရင်စိတ်ဓာတ်ကြစရာရှိပါ့မလားမရှိဘူးအဲ့လိုမတွေးပဲနဲ့ငါစီသူမှမလာကြဘူးငါတယောက်တည်းပြစ်ထားတယ်ဆိုရင်စိတ်ထဲမှာလုံးကြီးဖြစ်လာ
လူတွေမှာ lonely ဖြစ်တာ depression ဖြစ်ကြတယ်။ညာတော့အဖြစ်နိုင်ငံသားတိုင်းပြည်တွေမှာဟောဒီ lonely ဖြစ်ပြီးတော့တကိုယ်ကြီးနေရလို့ depression ဖြစ်တဲ့လူတွေအများကြီးရှိတယ်နော်။ဗမာပြည်မှာအဲ့ဖြစ်နေတယ်ဘာဖြစ်လို့လဲဆိုတော့ဘုရားတရားတော်နဲ့မြန်မာလူမျိုးရဲ့ဒီ traditional custom တွေတို့လူတွေရဲ့အလေ့အကျင့်တွေအကြောင်းမို့လို့ဗမာပြည်မှာသိပြီးတော့ lonely ဖြစ်ကြအထူးသဖြင့်အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေဆိုရင်ဟိုးအနောက်တိုင်းတွေမှာဆိုရင်တကယ် lonely ဖြစ်တယ်ဘုန်းကြီးတို့ဂျာမနီသွားတယ်အဖွားဘိုးကြီးတွေလမ်းမှာဆေးချင်အောင်နေဆွဲပြီးတော့သွားတခါတည်းကဘိုးကြီးရဲ့ဖွားကြီးတယောက်တွေ့တခါတည်းကဘိုးကြီးတယောက်နဲ့တွေ့အခါလေးဖွားကြီးတယောက်နဲ့တွေ့တဲ့အခါမှာသူတယောက်တည်းနဲ့ဆိုတော့ lonely ဖြစ်တော့ဘာလို့လဲခွေးလေးတွေမွေးထားခွေးလေးနဲ့သွားခွေးလေးကိုပေါ်ပြုလူဆိုတာတယောက်တည်းမနေတတ်ဘူးတော်တော်များများနော်တယောက်တည်းဆိုလို့ရှိရင်သူကကြောက်စိတ်ဝင်တာလည်းဖြစ်တယ်ပြင်းတာလည်းရှိတတ္တဝါရဲ့ဒါသဘောပဲတယောက်တည်းနေပြင်းတယ်လူမပြင်းနဲ့ဗမာကြီးတွေတောင်မှပဲတယောက်တည်းနေရရင်ပြင်းလာတဲ့သဘောရှိတယ်ပြောလောကမှာဒီ position ဆိုတဲ့ဝါဒပေါ်လာအဲ့ဒီဗမာကြီးနဲ့ပတ်သက်တယ်မှန်ပါပါကဘာကြီးပြတ်သွားပြီးကဘာပြန်တည်တဲ့အချိန်မှာဗမာကြီးပြန်ပြီးတော့ပြတ်သွားတဲ့ပြန်ပေါ်လာတဲ့ဗမာကြီးဗမာပြည်ပြန်ပြီးတော့ပေါ်လာတဲ့အခါမှာအခုဆုံးအထက်ဗမာပြည်ကနေဗမာတယောက်ကရှေးဘူးစွာသူဗမာကြီးအနေနဲ့ဖြစ်ပေါ်လာနေပေါင်းမြောက်များစွာသူတယောက်တည်းပဲအဲ့လိုဖြစ်လာတဲ့အခါလူဆိုတာအပေါင်းပေါ်နေတဲ့နေချင်တာကြည့်ဗမာကြီးကလည်းတတ်တော်ဆိုတာအပေါင်းပေါ်နေတဲ့နေချင်တာတဲ့တော့ကြောင့်သူတယောက်တည်းနေရတာကြားလာတော့သူစိတ်ထဲမှာဘယ်လိုတန်းတလာလို့ဆိုခုချိန်မှာငါပေါ်လေးပါလာရင်ကောင်းပါပဲဒီလိုစိတ်ထဲမှာဖြစ်အဲ့လိုစိတ်ကဖြစ်လိုက်တဲ့အချိန်မှာဌာနိကျွေကကြီးနေကတော့ကြီးပြန်ကဌာနိကျွေကကြီးပြန်ကဗမာစကားကတော့ဌာနိကျွေကကြီးနေကလည်းပြောကြတယ်နော်စာထဲမှာပါတဲ့အတိုင်းပြောမယ်ဆိုရင်ဌာနိကျွေကကြီးပြန်ကဆိုတာမှန်လားပါဗျာဌာနိကကျွေကြကြီးကဖြတ်ပြန်ဌာနိကနေကြီးကန်းကိုဖိမိပြီးတော့သေရဆိုတဲ့ဟာပြောတယ်နော်အပေါ်ကဌာနိကပြုတ်ကြကြီးကအောက်ကဖြတ်ပြန်ကြီးတယ်တော့အဲ့ဒါမျိုးဆိုလို့ရတယ်ဌာနိကျွေကကြီးပြန်တယ်သို့သောဗမာပြည်မှာလူအများပြောတယ်ဌာနိကျွေကကြီးနေကြတယ်ပြောတယ်နော်မှန်ပါပါကြီးကပေါ်ဌာနိပေါ်တက်နေလိုက်လို့နားလိုက်လို့ဌာနိကကျွေကျသွားတယ်လို့ပြောတယ်ပါဠိစကားမှာကာကဝလိယဆိုတဲ့စကားလုံးရှိတယ်ကာကတာလိယဆိုတဲ့စကားလုံးရှိတယ်ကာကတာလာဆိုတာကာကဆိုတာချီတာလာဆိုတာဌာနိအဲ့ဒီကြီးနဲ့ဌာနိလို့မကြီးရွယ်ခွင့်နဲ့မတော်တဆဖြစ်သွားတာကိုဆိုလို့တယ်အဲ့ဒီဇမာကြီးကလည်းသူကစိတ်ကူးလိုက်တာငါတယောက်တည်းဆိုပြင်းစရာကြီးနောက်တစ်ယောက်ပေါ်လာရင်ကောင်းမှာပဲလို့တွေးလိုက်တဲ့အချိန်လေးပါဇမာတယောက်ဘွားကနေရောက်ဇမာကြီးမှာဖြည်းဖြည်းလေးငွေနေရတာမဟုတ်ဘူးဥပပပရိသေနေရောဇမာကြီးဇမာတူတောက်လျှောက်ပေါ်လာတော့သူ့အတွေ့အကြုံမှာဘယ်လိုတွေးမိရောဆိုကြည့်ငါစံတာအရာပေါ်လာဆိုတော့ငါဖန်ဆင်းတာဖန်ဆင်းရှင်ဝါလာအဲ့ဒီအစားသူ့အတွေ့နဲ့ကိုယ်တွေ့နဲ့ကိုယ်သူကအော်ငါဒီဓမ္မကြီးကိုငါဖန်ဆင်းလိုက်တာအဲ့တော့ငါဖန်ဆင်းဆိုင်လူအရာခက်တဲ့ကိုငါမြင်လူလောကကြီးကိုကြီးစိုးသူဆိုတဲ့အတွေ့တွေနဲ့သူ့ကိုထင်ကြီးသွားအဲ့နောက်ရောက်လာတဲ့ဓမ္မကသူကတန်းသိကြအောင်မနေရဘူးမကြတော့ညီမပြေကစုတေသွားပြီးတော့သူကလူပြေမှာသွားဖြစ်တယ်ဖြစ်လာတဲ့အခါကျတော့ဒီတမထဖြစ်စဉ်တစ်ခုကိုအောင်မြင်ကျင့်လိုက်တော့သူဘာရလို့ဆိုပုဗ္ဗေလိဝါဒနုတ္တိအတိတ်ဘဝကိုသိနိုင်တဲ့ပုဗ္ဗေလိဝါဒအပေရင်ကိုရတော့သူကပြန်ပြီးတော့ကြည့်လိုက်တဲ့အခါကျတော့သူညီမပြေလာတယ်ဆိုတော့သွားမြင်ဗမာပြည်ကလာတော့ကအဲ့ဒီမှာဗမာကြီးတယောက်ရှိတယ်ဆိုတာကိုလည်းသူမြင်အဲ့တော့သူကအယူဆတစ်ခုဘယ်လိုပေါ်လာတော့ဆိုအဲ့ဒီဗမာကြီးကငါမရှိခင်ကလေးရှိနေတဲ့ဗမာကြီးသူကဟိုမှာရှိနေတော့ငါတော့သေးလာတယ်သူကတော့မသေးဘူးသူသိတဲ့ရှေ့တယ်သူကသေးမှာမဟုတ်ဘူးငါပဲသေးရတယ်ဆိုပြီးတော့အဲ့လိုတွေးရကနေပြီးတော့သူကလူတွေကို deception နေပေါ့
Jama Mahajama Sura Loga you Panzina she Ngane to a Panzina. So in the Laviku do the Lavia and so do only like foreign. Tavravia Panzina so that you saw Polare, Lutamina, the Gigami Gerega, Jamasala, the Lupola. No? Tavravia, you saw a sapo. Loga Mujama Panzina, you saw. My daughter Sapola, you saw the other. The game of the one Panzina Mahobu. Go train a good. Send up here, you said the Pola. Jamana one day to do the pianins or the Satan Shigo. Lokaman Luria, I and that the Alpini say, no legion like that, eh? No legion with depression when lie or damn mutation. Oh, Nana, will be a sword. Dimara, for my Masi, for my. Tari the meeting needed and the Grisai or Tiny Ways can go near to be all. Who might have 4 years, 5 years. Tali a Christmas day to New Year and Loke. The children of breeding company born in Chitania. We might be young. The Kania in Yana Mutual. Any 4 years, Landman Canary left you the thing on a she. Quilling on the AM daily as you knew with Rusa, no? The Gecko lonely chitty. And look, I thought you call it. The good in the Yavi China Gemelish, you must say that job. I don't know, say that Maja. They are here the Yavi solution. Joshi and no Bashi, the name of a low omni, Joshi on a low omni. Go, ma, 4 round the shot, my bone, 4 gossip. Pura Rose in the general Chica Vajane, Lady, or Diane, none of them be ladies, or no you shit. No you shit. Tell you that, daughter, say that. It doesn't look, China Yard is a solution, eh? To say that send down through the Navalo behind the Say that the dead drop the on Nava, nobody in the other knows of your chimney. And who look it on the canal, a China Yara surrounded the canal, now there are dear Mamma and the having a young lady to see TV. A China Yara can not the root, Palo being and the land of Senior Silla, the Lamanja. A China game at Bobby solution, a China game at surrounding the canal in Tawana. China Machine Chamber, not simply of. They are one alone when they Mama Puya Nare, Sakat changing Mama Puya Nare Saturday. Did you send in Donga View, who say good, lonely machine, depression Yao? Say that Jana View of Yao, Senior Simaya, the Logan, Jana can be needed, no? Logan, Jana can't be. I don't know my Jana can do solution. China Yan say Tanga, the music or China Melusin, say Tanga, the music of you. Satan Machine, who Japan machine the job, Logan and Mong Nine, Yang Tony, they say, Matin, say the Leslie. Clear than a man, don't you channel Yan and move. Count and Logan and that drill. Stick on the water, say that is right. The video man, Roya, Bajin, I don't know. Ora Yasaga, Ella, and look round out the corner. The Iowa woman, chin not be like Leora. Any a new Rona Sura, Barons in no mind about it. No option. Good jacket and a honey yala, you say, any jacket and a honey woman, where down here, say that, chin not there. A new Rona, lying order, lower, no? Again, who lose in it? Macomb low run it, show me solution. Any and a child was sunshine. Sunshine, I will pretty order. We don't have no court. Any we don't have sunshine now, we say, but we don't say, don't have shit. And on no machine, come the log and then generation, low machine, low machine, same name and that's it. Macomb the log and then generation, don't have shit, same name and that's it. They don't know when I don't say that Chan can move around, she know it. Nova young so like Goda, young so like so pure. Logan and the Ari Goma. Nova and Rodan.
လိုက်ရောလိုက်စံကျင်လိုက်ရောလိုက်စံကျင်လိုက်တဲ့လောကရန်တန်ကိုခန်းနေရတယ်လို့ပြောတယ်နော်အေးအဲ့လိုမဖြစ်အောင်စင်ရင်တဲ့နီးရတော့ခုနနီးကိုမြတ်စွာဘုရားတုတ်တံအဲ့ဒီတုတ်တံမှာဟောထားတာရှိတယ်နောက်တစ်ခုကဘာလို့လို့ဆိုရင်နေတာပတန်တာချီးမွမ်းခံရတာနဲ့ကဲ့ရဲ့ခံရတာတဲ့တော့ကလူတွေကချီးမွမ်းခံရပြီဆိုလို့ရှိရင်ကျင့်တတ်ပြီးတော့နေကြတယ်နှစ်သက်ပြီးနေကြတယ်ကဲ့ရဲ့ခံရပြီဆိုရင်မခံနိုင်ကြပြန်ဘူးစိတ်ကလှူရှားမှုကဒီလိုဖြစ်အဲ့တော့နေပတ်သက်ပြီးတော့စဉ်းစားပုံစဉ်းစားနည်းကတော့တူတူပဲလောကနဲ့ရှင်မျိုးကိုမြတ်စွာဘုရားစဉ်းစားပုံစဉ်းစားနည်းကတော့အေးချီးမွမ်းခံရရင်လည်းတခဏပဲစင်ထာဝရမဟုတ်ဘူးချီးမွမ်းခံရရင်လည်းတခဏပဲကဲ့ခံရရင်လည်းတခဏပဲလို့ဒီလိုစဉ်းစားပြီးတော့ချီးမွမ်းမှုကဲ့ရဲ့မှုဆိုတဲ့လောကနဲ့ဘုံတိုင်းကကိုယ်စိတ်ကိုတွန်းမသွားအောင်တတိထားပြီးတော့နှလုံးသွင်းစဉ်းကျင်ပါလို့မြတ်စွာဘုရားဒီလိုဟောတယ်နော်မှန်ပါဗျာပြမသလန်တော့မှာမြတ်စွာဘုရားချီးမွမ်းမှုကဲ့ရဲ့မှုနဲ့ပတ်သက်ပြီးတော့လိုက်နာရမယ့်စီကံတက်ကလေးတွေတွေ့ကြရှိအဲ့ဒီတော့မှာဘုရားတရားသံဃာယရဏသုံးပါးရဲ့အပြစ်ကိုပြောပြီးတော့နောက်ကလိုက်လာတဲ့တုတ်ပိယဆိုတဲ့ provide ကြီးတယောက်ဘုရားအတင်းပြောတယ်တရားအတင်းပြောတယ်သံဃာအတင်းပြောတယ်မကောင်းကြောင်းတွေပြောတယ်သူ့နောက်ကပါတာနဲ့ဗျမတ္တဆိုတဲ့လူလင်ကြတော့အဲ့လိုမဟုတ်ဘူးသူဆရာကမကောင်းပြောသူကအကောင်းပြောတယ်အဲ့ဒါလိုချင်းမမှုကဲ့ရဲ့မှုပြုတ်ပြီးတော့ဘုရားတရားသံဃာတွေချင်းမကဲ့ရဲ့ပြီးတော့မြတ်စွာဘုရားနဲ့သံဃာတွေနောက်ကနေလိုက်လာဒါသရုပ်ပြည်နဲ့နာလန္ဒဆိုတဲ့မြို့လေးကြားမှာခီးသွားနေဥယျာဉ်တစ်ခုကိုမြတ်စွာဘုရားဝင်နာတယ်ဝင်နာတဲ့အခါမှာလည်းပဲသူတို့ညောင်လည်းအဲ့ဒီမှာဝင်နာပြီးတော့ညလည်းဒီတိုင်းပဲဘုရားတရားသံဃာအပြစ်တွေသူကပြောတယ်တပည့်ကချီးမွမ်းတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားချီးမွမ်းမှုကဲ့ရဲ့မှုနဲ့ပတ်သက်ပြီးဒီဗြဟ္မဇာလတုတ်မှာလိုက်နာဖို့ဟောတာအလုံးမှတ်သားဆရာကောင်းကိုယ်ကိုယ်လည်းနဲ့ချိန်သုံးဖို့ပဲမြတ်စွာဘုရားကငါ့ကိုဖြစ်စေတရားဓမ္မကိုပဲဖြစ်စေသံဃာကိုပဲဖြစ်စေအပြစ်ပြောလာလို့ရှိရင်စိတ်ဆိုးရဘူးနံပါတ်1ပဲနော်အပြစ်ပြောခံရရင်စိတ်ဆိုးတယ်ဒါမှစိတ်ဆိုးဒါချက်ဖို့တော့မလွယ်ဘူးပေါ့လူတွေကထင်နေတယ်ဟာဒီတော့စိတ်မဆိုးပဲမနေနိုင်ဘူးလို့နေနိုင်အောင်နေရမှာပေါ့နော်နေနိုင်အောင်အတွေ့အကြုံနဲ့တိုင်းတာကျင့်တော့အဲ့တော့မြတ်စွာဘုရားငါ့ကိုဖြစ်စေတရားကိုဖြစ်စေသံဃာကိုဖြစ်စေကဲ့ရဲ့ဒီဆိုလို့ရှိရင်တဲ့စိတ်ဆိုးတယ်အာဃာတမဖြစ်စေနဲ့မကြည်မတတ်တယ်မဖြစ်စေနဲ့မရှိအောင်ဖယ်လို့ဆိုတယ်မထိန်ပါဖြစ်တယ်ဆိုတော့မြတ်စွာဘုရားအေးမထိန်နိုင်ဘူးဆိုလို့ရှိရင်မင်းရဲ့တိုးတက်လာပြိတ်သွားလိုက်တယ်အန္တရာယလို့တောင်းတယ်မြတ်စွာဘုရားတေနတအန္တရာယောဒေါသဖြစ်နေတယ်ဆိုရင်ဒီဒေါသဒီမင်းအတွက်အန္တရာယ်ကြီးပဲလို့ပြောစိတ်ဆိုးနေပြီဆိုလို့ရှိရင်ဒါကိုယ့်ရဲ့စိတ်ဓာတ်ပြောင်းညံ့မှုနဲ့ကိုယ့်ရဲ့စိတ်ဓာတ်ညှဉ်းနှွမ်းသွားမှုဆိုတော့ဒါကိုယ့်အတွက်အန္တရာယ်တစ်ခုပဲမကောင်းပြုတ်ပေးဖို့ရကိုယ့်ရဲ့ထဲမှာစိတ်ဝင်လာတယ်လို့ပဲကိုယ်သွေးသားထဲမှာစိတ်တွေရောက်လာတယ်လို့ပဲဒေါသဆိုတဲ့တရားကိုကိုယ်လက်ခံလိုက်ရတဲ့တိုင်းနဲ့အချို့ဒေါသကကိုယ်မကောင်းပြုတ်ပေးတာအေးရတယ်လေဒါကြောင့်မို့လို့စိတ်ဆိုးနေမယ်ဆိုရင်မိမ့်မဲ့အန္တရာယ်ဖြစ်မယ်ကိုယ်တို့ဘာဖြစ်ဘူးအပြစ်ပြောတဲ့လူမှာဘာမှဖြစ်သေးဘူးကိုယ်မှာဒေါသဖြစ်လိုက်တာနဲ့တကယ်နဲ့ကိုယ့်အတွက်ကြီးပွားတိုးတက်မှုတွေစိတ်ကောင်းနှလုံးကောင်းဆုံးရှုံးသွားတာတွေဒီလိုဖြစ်သွားနိုင်တယ်လို့ဒီလိုဆိုတာနော်မှန်ပါပါဗျာအဲ့ဒါကဒုတိယအချက်တတိယအချက်ကဘာလို့ဆိုတော့အဲ့ဒီလိုအပြစ်ပြောခံရလို့အကဲ့ရဲ့ခံရလို့စိတ်ဆိုးနေမယ်ဆိုရင်တဲ့သူပြောတဲ့စကားရဲ့
အနေနဲ့အကောင်းဆုံးမင်းခွဲခြားသိပါမလားမသိတော့ဘုရားကနေလိုက်တယ်နော်အကောင်းဆုံးခွဲခြားသိပါမလားလို့ဆိုတော့မင်းအသိဉာဏ်တွေတုံးသွားတယ်လို့ဆိုစိတ်ဆိုးလိုက်တာနဲ့ကြိုင်နဲ့လူမှာအသိဉာဏ်တွေတုံးသွားတာပဲပြောတဲ့နာလားမပြောတဲ့နာလားဘာမှမခွဲခြားနိုင်တော့အဲ့ဒီအသိဉာဏ်တွေတုံးသွားနိုင်တယ်ဒါနံပါတ်3ချက်အဲ့တော့စိတ်ဆိုးနဲ့စိတ်ဆိုးရင်မင်းပဲနေနာမယ်ဟုတ်လားစိတ်ဆိုးရင်မင်းပဲနေနာမယ်စိတ်ဆိုးလို့ရှိရင်အဆိုးကောင်းအကျိုးအကြောင်းမသိနိုင်တော့ဘူးလောရမယ့်တောင်းကဘာလို့ဆိုရင်သူများကကိုယ်လာပြီးတော့တဲ့ရဲ့ပြစ်တင်ရှုံချလာမယ်ဆိုရင်မဟုတ်ရင်မဟုတ်တဲ့အကြောင်းဖြေရှင်းလိုက်တဲ့ဒါပဲစိတ်ဆိုးနေတဲ့အစားဖြေရှင်းချက်ပေးပါဒီ၄ချက်ကိုမြတ်စွာဘုရားဒါမြမလာလာတော့မှာခေါ်တယ်နော်အဲ့ဒါချီးမွမ်းမှုနဲ့ပတ်သက်ပြီးတော့လိုက်တာကို၃ချက်မြတ်စွာဘုရားဟောငါ့ကိုဖြစ်စေတရားဓမ္မကိုဖြစ်စေအာဃာကိုဖြစ်စေချီးမွမ်းထောမနာပြုလာမယ်ဆိုလို့ရှိရင်ဝမ်းသာနေတဲ့စိတ်ဓာတ်တွေတက်ကြွနေတယ်အဲ့ဒီဝမ်းသာပြီးတော့စိတ်ဓာတ်တွေတက်ကြွကြည်နူးလာလို့ရှိရင်ဘာဖြစ်တော့မင်းတိုးတက်လာပျောက်သွားလိမ့်မယ်လူဆိုတာတခါတလေကျတော့တိတ်ပြီးတော့ကြည်နူးဝမ်းသာလို့ရှိရင်ဝမ်းသာလုံးဆိုးလာတယ်ရှိသေးတာနော်ဘာလို့လဲညာတော့ကနေမသိဘူးကိုယ်ကိုတိတ်အချိန်ကြီးသွားတယ်အဲ့ဒါကြောင့်လို့ဝမ်းသာနေမယ်ဝမ်းသာလို့ရှိရင်ကိုယ့်အတွက်ပဲအန္တရာယ်ဖြစ်နေတယ်ဝမ်းသာတာလည်းအန္တရာယ်ဖြစ်တာတရားသူတရားမြတ်များကိုတိတ်ဝမ်းသာနေလို့ရှိရင်အန္တရာယ်ဖြစ်တတ်တယ်ဒါလို့ short ချပြရတရားသူတရားမြတ်တောင်မှပဲဝမ်းသာတော့အားကြီးလို့ရှိရင်သူကရှေ့မတိုးနိုင်ဖြစ်တတ်တယ်နော်ဒါကြောင့်မလို့ပီတိတန်ဖို့စင်တော့မှပဲပွားတဲ့အချိန်မှာပွားတယ်မပွားတဲ့အချိန်မှာပွားတယ်မှန်လားစိတ်လှုပ်ရှားမှုတစ်ခုဒါကြောင့်မလို့ဝမ်းသာတော့အားကြီးနေလို့ရှိရင်လေဒီအနောက်ရှက်ဖြစ်တတ်တယ်တဲ့ဒါဆိုဗျာလောကမဲ့တောင်ကဘာလို့ဆိုရင်မှန်သူတို့ချင်းဝတဲ့အတိုင်းဟုတ်ရင်ဟုတ်တယ်လို့ဝန်ခံချက်ပေးလိုက်တယ်ဒါပဲဒီ၃ချက်ပဲမလောက်ဘူးအဲ့ဒါလောကဓမ္မုံတိုင်းနဲ့ပတ်သက်လာချင်းဝမှုကဲမှုဆိုရင်လောကဓမ္မုံတိုင်းနဲ့ပတ်သက်လာရင်လူတိုင်းလိုက်တာချက်တော့ဒီနှစ်ချက်ပဲဒီအချက်တွေပဲလို့မြတ်စွာဘုရားဒါကမြတ်မသလာတော့ပါဟောတဲ့အချက်မလောက်ဘူးဒါချီးမွမ်းမှုကံမှုဆိုတာလူတိုင်းပဲဒါခံရတတ်တယ်ပေါ့နော်။ရတော့တဲ့လူတွေကချီးမွမ်းလို့ရှိရင်လူတွေကချီးမွမ်းလို့ရှိရင်သူကကိုယ့်ကိုပိုးပြီးတော့ရှိတာပဲပို့ပြီးတော့ထင်ကြီးသွားတယ်။ကဲရတာကြလို့ရှိရင်တော့နည်းနည်းလေးမှကဲရတာမခံနိုင်ဘူးသူက။ကဲရလို့ရှိရင်အလွန်အမင်းကဲရတယ်လို့ထင်တယ်ပြီးပါ။နော်။ချီးမွမ်းနိုင်တဲ့လုံးနေလေးတယ်လို့ပဲထင်။ကဲရပြီဆိုရင်အလွန်အကျွံတော့ပေါင်းမိတယ်။ဘာဖြစ်လို့လဲဆိုတော့လူရဲ့စိတ်ဓာတ်ကိုအနေထားအဲ့ဒါမျိုးရှိနေတတ်တယ်။အော်ချီးမွမ်းခံရလို့ကျေနပ်လို့ရင်လည်းလောဘဖြစ်တာပဲ။ကဲရခံရလို့စိတ်ဆိုးရင်လည်းဒေါသဖြစ်တာပဲ။အဲ့ဒီအနုရောဓဝိရောဓဒီနှစ်ခုကိုမပယ်ရှားနိုင်တဲ့ကြစိတ်တော့ကြမ်းခိုင်မှာမဟုတ်ဘူးတဲ့ပြောဆောင်ရ။နောက်တစ်ခုကဒုက္ခဒုက္ခဒုက္ခဆိုတော့ချမ်းသာမှုစိတ်ချမ်းသာဒုက္ခဆိုတော့ကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုအဲ့တော့ကိုယ်ချမ်းသာတာနဲ့စိတ်ချမ်းသာတာလေကြုံတဲ့အခါခါတလေချမ်းသာဒုက္ခနဲ့ကြုံတဲ့ဆုံတဲ့အခါလည်းရှိဒီခါနေရာကျတော့အစမပြေလို့ဆင်းရဲဒုက္ခနဲ့ကြုံတဲ့ဆုံရတာလည်းရှိချမ်းသာဒုက္ခနဲ့ကြုံတဲ့အခါကျလို့ရှိရင်လူတွေမှာစိတ်ဓာတ်တွေကတအားတက်ကြွလာပြီးတော့အကုသိုလ်မှုပြုဖို့ရလွယ်ကူသွားတယ်။ဆင်းရဲဒုက္ခနဲ့တွေ့တဲ့အခါကျတော့လူတွေမှာစိတ်ဓာတ်တွေကျသွားကြတယ်။စိတ်ဓာတ်မတည်ငြိမ်မှုတွေဒီလိုဖြစ်နိုင်တယ်။အဲ့လိုမဖြစ်ရအောင်မြတ်စွာဘုရားကောင်းတဲ့လောကရန်၄မျိုးနဲ့ပဲကြုံမကောင်းတဲ့လောကရန်၄မျိုးနဲ့ပဲကြုံနှလုံးသွင်းကြရမှာကတော့ငါကြုံတဲ့ဆုံတဲ့ဒီလောကရန်ဆိုတာအစင်ထာဝရမဟုတ်ဘူးတခဏများလာဖြစ်တယ်မကြခင်ပြောင်းလဲသွားနိုင်တယ်အဲ့ဒီအစင်ထာဝရမဟုတ်တဲ့အရာတစ်ခုပေါ်မှာလိုက်ပြီးတော့ငါဘယ်လိုငါစိတ်ကြီးဆုံးရှုံးရမလဲပင်ကိုယ်စိတ်ကလေးဘာကြောင့်ဒီလောကရန်မုံတိုင်းရဲ့အလွှမ်းမှုကိုခံရမလဲလို့ကိုယ်စိတ်ကိုကြံ့ခိုင်တော့အောင်အတင်းပြရပေါ့နော်ဟုတ်ပါဘူးရသော်များကအဲ့ဒီမှာဒီ
ဒီလိုအာမတင်းတဲ့ပုဂ္ဂိုလ်တွေကြတော့ကောင်းတဲ့လောကရန်တွေကလည်းသူ့စိတ်ကိုလွှမ်းသွားတယ်လွှမ်းမိုးသွားတဲ့အတွက်ကြောင့်သူကလောဘတွေလွှမ်းမိုးသွားတယ်လောဘတွေလွှမ်းမိုးသွားတဲ့စိတ်ဓာတ်ကခိုင်မာတဲ့စိတ်ဓာတ်မဖြစ်လာဘူးပျော့ညံ့သွားတဲ့စိတ်ဓာတ်ဖြစ်သွားတယ်မှန်ပါပါဆိုးတဲ့လောကရန်တွေနဲ့တွေ့တဲ့အခါကျတော့လေဒေါသဆိုတဲ့အကုသိုလ်တရားကလွှမ်းမိုးသွားပြန်တယ်စိတ်အစဉ်ပေါ်မှာဒေါသကကြီးစိုးနေအဲ့ဒီကြီးစိုးနေပြီဆိုလို့ရှိရင်လည်းလောကရန်ကြောင့်ဒေါသကိုမထိတ်နိုင်ဘူးအဆိုးလောကရန်နဲ့ကြုံတဲ့အတွက်ကြောင့်ဒေါသဖြစ်နေတာကိုမထိတ်နိုင်လို့ရှိရင်လေလူစိတ်ဟာငြိမ်းချမ်းမှုတွေဆုံးရှုံးပြီးတော့သွားနေတယ်ဟုတ်ပါပါဒါကြောင့်မို့မြတ်စွာဘုရားကျင့်ရမှာအိဋ္ဌတော်ကောင်းတဲ့လောကရန်နဲ့ကြုံလို့ရှိရင်လည်းပဲဝါစိတ်ကြီးကမတုံလို့စီနေမတုံလို့စီရဘူးအနိဋ္ဌတော်ဓပတိဓာတပေမကောင်းတဲ့အလိုမရှိတဲ့လောကရန်နဲ့ဆိုးလောကရန်တွေနဲ့ကြုံလို့ရှိရင်လည်းပဲသူ့ဆောလောကရန်လေးပေါ်မှာမုံဒီချင်းဆိုတဲ့ဒေါသကိုဖြစ်စေရဘူးလို့ဒီလိုကျင့်မှာလို့မြတ်စွာဘုရားဟောတယ်နော်အဲ့ဒီနေတဲ့ကလည်းလူတိုင်းကြုံတွေ့နေရတဲ့လောကရဲ့သဘာဝဖြစ်တဲ့လောကရန်တရားတွေကိုကြံ့ကြံ့ခံနိုင်တဲ့စိတ်ထားမျိုးရနိုင်မှာဖြစ်တယ်လောကရန်ဆိုတာကတော့ရှောင်ကွင်းလို့မရနိုင်ဘူးတဲ့ပြည်သူပဲဖြစ်ဖြစ်လောကရန်ရှောင်ကွင်းလို့မရနိုင်ဘူးလောကရန်ကြောင့်စိတ်ဓာတ်တွေတုန်လှုပ်နေတဲ့ပုဂ္ဂိုလ်ကဘာဖြစ်နိုင်လို့မြတ်စွာဘုရားကအနုရောဓဝိရောဓသမပန်လောဆိုးလောကရန်တွေကိုစန့်ကျင်ပြီးအကောင်းလောကရန်တွေနဲ့ရှင်းတတ်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့ဘာဖြစ်လဲလို့ဆိုရင်ပရိသေရိနေခြင်းအားလည်းမလွတ်နိုင်ဘူးတဲ့။ပိုခြင်းတရားကလည်းမလွတ်နိုင်ဘူးတဲ့။သိခြင်းတရားကလည်းမလွတ်နိုင်ဘူး။တောကပြုပရိဒီဝါတို့ဒုက္ခဒေါမနတဆိုတဲ့ဘဝမှာကျင်ပေးရတဲ့အဆိုးတရားတွေကလည်းမလွတ်မြောက်နိုင်ဘူး။ကုံပြောရလို့ရှိရင်ဒုက္ခကလွတ်လန်းသူမှမရှိဘူးလို့ဆိုတယ်။ဟုတ်ပါဘူး။အေးဒါကြောင့်မလို့ဟောဒီလောကရန်တွေကနေပြီးတော့အနုရောဓဝိရောဓဘုပ္ပတိနောအဆိုးလောကရန်နဲ့ကြုံလည်းပဲဆန့်ကျင်မှုဆိုတဲ့လောကမဖြစ်ဘူးအကောင်းလောကရန်နဲ့ကြုံသည့်အတွက်ကြောင့်ဆန့်ကျင်မှုအကောင်းလောကရန်နဲ့ကြုံတဲ့အခါမှာလည်းပဲလိုချင်တဲ့နိုင်လျောတဲ့လောဘဆိုတာမဖြစ်ဘူးအဆိုးလောကရန်နဲ့တွေ့တဲ့အခါဆန့်ကျင်မှုဆိုတဲ့ဒေါသလည်းမဖြစ်ဘူးအဲ့ဒီလောဘဒေါသဆိုတဲ့အရာတစ်ခုမဖြစ်အောင်ထိမ့်သိမ်းနေတဲ့ပုဂ္ဂိုလ်ဟာတဲ့ကိုခြင်းနာခြင်းတည်ခြင်းဆိုတဲ့တရားဝဆင်းမှာပြုလို့ရမယ့်ဒုက္ခတွေကလည်းလွတ်နိုင်တယ်တောကပရိဒီဝဒုက္ခဒေါမနတဥပါယတာဆိုတဲ့ဘဝမှာကြုံတွေ့ရတဲ့သဘာဝတရားတွေအဆိုးတရားတွေကလည်းလွတ်မြောက်နိုင်တယ်နောက်ဆုံးဆင်းရဲဒုက္ခကလွတ်မြောက်နိုင်တယ်လို့မြတ်စွာဘုရားအဲ့ဒီလောကဓမ္မတုတ်မှာဒီလိုခေါ်တာရှိတယ်နော်အေးဒါကြောင့်မလို့ဘုရားချိတ်တဲ့သူတော်စင်ပြိဿဘောင်းလို့ဒီလောကမှာနေတဲ့အချိန်မှာတို့လောကရဲ့သဘာဝရှင်းမျိုးတော့အတုတ်အလက်တို့တွေ့နေမှာပဲကိုလို့ကိုရနေတာရတယ်ဆိုတော့အလက်တွေ့နေလို့ကိုရနေတာတွေမရဘူးဆိုတာတွေဒါလည်းတွေ့နေတယ်အချမ်းရံရှိတယ်ဆိုတာတွေ့ရတယ်လို့အချမ်းရံကင်းမဲ့တဲ့အခါမျိုးလည်းတွေ့ရမယ်ကဲ့ရဲ့ခံရတဲ့အခါရှိတယ်လို့ချီးမွမ်းခံရတာဆိုတော့လည်းတွေ့နေတယ်ချမ်းသာဒုက္ခရတယ်ဆိုတဲ့အခါရှိတယ်လို့ဆင်းရဲဒုက္ခကြုံတွေ့တဲ့အခါဆိုတာလည်းရှိနေတယ်အဲ့လိုလောကဓာတ်မုံတိုင်းတွေနဲ့ကြုံတွေ့တဲ့ခါတိုင်းအော်ဒီလောကဓာတ်သဘာဝတရားတွေဟာဘယ်အရာမှမမြဲပါလားသာဝရတွေမဟုတ်ဘူးတက္ကနာသာဖြစ်တယ်ဆိုပြီးတော့ထိုလောကဓာတ်ကြောင့်အကောင်းလောကဓာတ်ကြောင့်လည်းလောဘမဖြစ်အောင်အဆုံးလောကဓာတ်ကြောင့်လည်းဒေါသမဖြစ်အောင်ဒီလိုနောက်ဆုံးမှာလောဘဒေါသဒီနှစ်ခုလုံးဝကင်းစင်သွားပြီဆိုလို့ရှိရင်နောက်ဆုံးမှာလောဘဒေါသကင်းစင်သွားပြီဆိုရင်ယန္တာဖြစ်သွားတယ်ပေါ့ကိလေသာဇာတဲ့ကိလေသာတွေရောအကုန်လုံးလောဘဒေါသဆိုတဲ့ဒီလိုက်လျောမှုနဲ့စန့်ကျင်မှုဆိုတဲ့ဒီသဘာဝတရားနှစ်ခုကိုယ်စိတ်ထဲမှာလိုက်လျောတာလည်းမရှိဘူးစန့်ကျင်တာလည်းမရှိတော့ဘူးဆိုလို့ရှိရင်ဒါတော့နေနိုင်ကိုအမှန်တမ်းအေးချမ်းသွားပြီနော်အေးနောက်ဆုံးယန္တာပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ထဲမှာလိုက်လျောတာဆိုတာလည်းမရှိဘူးစန့်ကျင်တာဆိုတာလည်းမရှိဘူးလိုက်လျောမှုစန့်ကျင်မှုနှစ်ခုစလုံးကနေတွန်းမြောက်သွားပြီဆိုရင်အလွန်ငြိမ်းချမ်းတဲ့ဘဝမျိုးကိုရမှာပါစိတ်ဓာတ်ကမတုံတော့လို့မင်္ဂလာတို့မှာဟောထားတဲ့အတိုင်းဗုဒ္ဓတလောကဓမ္မေဟိစိတ်တံယတနာကံပတိ
လောကရန်တရားတွေနဲ့ကြုံတွေ့တဲ့အခါပုဂ္ဂိုလ်ရဲ့စိတ်ဟာမတုံ့လို့တဲ့တကယ်မင်္ဂလာအစစ်ဆိုရယဟန္တာရဲ့စိတ်တော့ပြောတယ်နော်ဟုတ်ပါဘူးအေးဘုန်းကြီးတို့တွေလည်းယဟန္တာအစစ်မရောက်နိုင်သေးတောင်မှပဲအနုရောဓဆိုတဲ့အနိုင်ရောတဲ့စိတ်တွေဝိရောဓဆိုတဲ့ဆန့်ကျင်တဲ့စိတ်တွေတန်းနေတဲ့ညထိမ့်သိမ့်ပြီးစောင့်ရှောက်သွားကြမယ်ဆိုလို့ရှိရင်ထိုက်တဲ့တော့မင်္ဂလာနဲ့ပြည့်စုံပြီးတော့ကိုယ့်ရဲ့စိတ်တည်ငြိမ်မှုရကြမှာပါတဲ့အဲ့ဒီလိုရနိုင်အောင်လေ့ကျင့်ပြီးတော့ကျင့်ကြံကြကိုအထောက်သွားကြမယ်ဆိုရင်နောကရန်ဘုံတိုင်းကိုရှောင်ရှားလို့တော့မရဘူးเนาะနောကရန်ဘုံတိုင်းကိုကြံ့ကြံ့ခံတဲ့စိတ်ထားနဲ့ဘုန်းကြီးတို့အခြေအနေကိုယ်စိတ်ထားမလှုပ်မရှားအောင်ကျင့်ကြံကြကိုအထောက်နိုင်ရပါစေကုန်သတည်းကျေးဇူးတင်အတ္တဝါများစွာဒီယံကွာချမ်းသာကြပါစေအတ္တဝါများစွာဒီယံကွာချမ်းသာကြပါစေဣတ္တာယေချံကောငါရှံရေကြံကြပါစေဣတ္တာယေချံကောငါရှံရေကြံကြပါစေအရှိချမ်းသာချမ်းသာဝိရစန္ဒပြေပါစေအရှိချမ်းသာချမ်းသာဝိရစန္ဒပြေပါစေဓမ္မောတရံပိဝိတဝါနဝိတာပပိသဗုဟတာအာသရပလောတိပိကောနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်ကြောင့်ကင်းကြောင့်ကြည်တရားစိတ်ကိုပိဝိတဝဝန္တာရှင်ပြသောကြနာနာကြရကုန်သောကြောင့်ဝိတာကဝိပူဇာမြင့်တော်ကိလေသာဆေတဥဒယဝတိသဗုဒ္ဓပိကြဝေတွင်ယေမတင်တကဲ့သို့ကင်းစင်သွင်းပြောင်းပေမြောက်အောင်ပဲကြောင်းအကုန်သည်ဟောနုစင်တဲ့တွေဖြစ်ကြပါစေကုန်သတည်းအာသရံပရံကိုခြင်းလေကွာနာခြင်းလေကင်းတည်ခြင်းလေရှင်းတတ်သောတိတိဝဝကိလေသာဥပုခတိကိရိယာစေဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုကောအေးပြုတော်သို့သာရောတရားဖြစ်ခဲ့စိတ်ကောင်းဝိညာဉ်သူတော်စင်များတို့သည်ယန္တုပါရမီဆက်လက်မြင့်လည်းမြင့်၍မလင်ဘုံသည်ဆက်ရောက်တော်မူကြပါစေကုန်သတည်း